हैं मुझे यहाँ पर थी क्या बोलते भेलपुरी खा रही थी मेरा पति साइड में था एक इंसान आया उसने उसको गोली मार दी यहाँ पे उसने बोला कि ये शायद मुस्लिम नहीं है उसने उसको गोली मार दी नहीं Hello မင်္ဂလာပါခင်ဗျာဒီနေ့ညဝဆွေးနွေးပြသွားမယ့်အကြောင်းအရာကတော့ဒီလက်ရှိဒါကက်ရှမီးယားတိုက်ခိုက်မှုပြီးပါအိန္ဒိယနဲ့ပါကစ္စတန်ကတမန်ဆင့်ရှော့ချတယ်ပြီးရင်ဒါဒီတစ်ဖက်ကနေဆက်ဂိတ်တွေပိတ်သိမ်းလိုက်တာဟောဒီလိုလှုပ်ဆောင်မှုတွေပြီးမှတော့ဘာတွေဆက်ဖြစ်လာလဲဆိုတာကျွန်တော်အနေနဲ့လည်းငယ်ညဝဆွေးနွေးပြတော့ဟောဒါဒီနေ့လက်ရှိဒါကမ္ဘာနိုင်ငံရဲ့အခင်းကျင်းမှာဒါဒီထိတ်စီဒီအင်အားကြီးနိုင်ငံဒီနိုင်ငံတွေကဒါပြိဖိုင်လှုပ်ရှုပ်နေတဲ့အချိန်မှာပဲဒါဒီခုတစ်ဖက်ကဒါဘာဆုံးလိုနေရာတွေမှာဒါဒီခက်လို့ဒါပြိပခါကြီးဖြစ်လာတာကိုတွေ့နေရတာတော့ဒါဒီအင်အားကြီးထိပ်သီးနိုင်ငံတွေအနေနဲ့ကလည်းဒါသူတို့နိုင်ငံတွေရှင်းရှင်းထိပ်တိုက်တွေ့ဆုံမှုတွေကိုဒါသူတို့ရှော့ချဖို့အတွက်ဒါဂျားကန်ဒီဘာဆုံးနေရာတွေမှာပဲဒါဒီပြိပခါတွေကိုဖန်တီးခဲ့ကြတာတော့ဒါဒီခုကဘာပေါ်ကပြိပခါတွေမှာဒါဒီအထိမခံတဲ့ issue အခုရှိတာဒါပြောချင်တာဒီဘာသာရေးနဲ့လူမျိုးတွေတော့ဒါထိပ်သီးနိုင်ငံတွေအားလုံးကလည်းနားလည်တယ်ဒီ issue တွေပေါ်မှာပဲဒါသူတို့အနေနဲ့ဒါဒီဘာကို share လဲဖို့နဲ့ပြီးရင်ဒီပြိပခါတွေဖန်တီးဖို့အတွက်ဒါသူတို့ကအသုံးချနေတာတော့ဒါအခုဒီနေ့ကပဲဒါဧပြီလ22ရက်နေ့ဒါအင်္ဂါနေ့နေ့လယ်ပိုင်းကပဲဒါတောင်အာရှဘိုင်းမှာဆိုရင်တဖြည်းဖြည်းနဲ့ဒါစပြီးတော့လှုပ်လာတော့ဘာဖြစ်သွားလဲဆိုရင်ဒီပါကစ္စတန်ရှေ့ဆက်ဒါ Lashkar-e-Taiba အဖွဲ့ဒါ Resistance Force ဆိုတဲ့ဒီအဖွဲ့ကဒါဂျမူးနဲ့ဒီကက်ရှမီးယားနယ်စပ်ဒေသမှာပဲဒါအကြမ်းဖက်တိုက်ခိုက်လှုပ်ဆောင်တယ်ဟောဒီလှုပ်ဆောင်မှုကလည်းဒါပြည်သူ26ဦးတည်ဆုံးသွားတော့ဒါဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါအိန္ဒိယပါကစ္စတန်ဒီပခါကပြည်ပြင်းနဲ့ဒါဒီငြိမ်သက်နေတာအဆင့်ကလည်းဒါဒီပြန်နိုးထလာအဲ့တော့ဒါအိန္ဒိယဘက်ကလည်းဒါဒီဖွဲ့ကဒါတိုက်ခိုက်မှုဖြစ်တယ်လို့ဒါဖြစ်စဉ်ကြေညာပြီးတဲ့နောက်မှာပဲဒါဆက်ရှင်းဆိုလို့ပါကစ္စတန်နဲ့ဒါတလမန်အဆင့်ရှော့ချပြီးတော့ဒါနေဆက်ဂိတ်တွေပိတ်သိမ်းနေပြီးရင်ဒါဒီတရားဝင်ထုတ်ပြန်ချက်တွေပေါ့ပြန်လေတုံ့ပြန်မှုထုတ်ပြန်ချက်တွေကြေညာခဲ့တာအော်ဒီထုတ်ပြန်ကြေညာချက်တွေထဲမှာဘာတွေပါလာလဲဆိုဒီနှစ်နိုင်ငံဒီတလမန်အဆင့်ရှော့ချတာပါတယ်ပြီးရင်ဒါဒီတစ်ဖက်ကဆက်ဆိုတော့ဒီတောင်အာရှနိုင်ငံများအသင်းရဲ့ဒါဗီဇာကင်းလွတ်ခွင့်စနစ်ကိုရုပ်သိမ်းပလိုက်တယ်ပြီးရင်ဒီဘက်ကဝါကာအထရီနယ်စပ်ဂိတ်ပိတ်သိမ်းလိုက်တယ်ပြီးရင်ဒီဘက်ဒါနှစ်နိုင်ငံအတူမြစ်ရေသုံးစွဲခွင့်ဒီစာချုပ်တွေကိုဖျက်သိမ်းမယ်အဲ့တော့ဒီလိုမျိုးဒီတန်တမန်အစ်ချော့ချမှုတွေကြောင့်ပဲဒီရခိုင်ကလေးကဒါအိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲကိုဒါ1965အဲ့ဒီတုန်းကလိုပဲပြီးရင်ဒီတစ်ဖက်က1981တုန်းကဘင်္ဂလားဒေ့လွတ်လပ်ရေးစစ်ပွဲတွေပေါ့ဒီလိုမျိုးစစ်ပွဲတွေလိုပဲဒါဒီနှစ်နိုင်ငံပြိပကအဆင့်တွေကပို့ပြီးတော့ဒါမြင့်တက်လာတယ်ပြီးရင်ဒီနေ့ခေတ်ဆိုရင်ဒါဒီနောက်ွယ်ပါလာတဲ့ဒါဒုတိယနိုင်ငံပေါ့ဒီလိုနိုင်ငံတွေရဲ့အခြေအနေတွေကြောင့်ပို့ပြီးတော့ဒါပြိပကမြင့်တက်လာတယ်အော်ဒါဒီခုလက်ရှိအချိန်မှာဆိုရင်ဒါဒီတရုတ်နဲ့အမေရိကန်အားပြိုင်မှုဖြစ်နေတာအော်ဒီလိုဖြစ်နေတဲ့အချိန်မှာဆိုရင်ဒါဒီခုပြိပကကြီးပြန်ကြည့်မယ်ဆိုရင်ဒါတရုတ်အနေနဲ့ဒါပါကစ္စတန်နဲ့ဒါသူတို့နှိစက်တဲ့ဒါဆက်ဆံရေးရှိတာဖြစ်တဲ့အတွက်ဒါဒီခုအိန္ဒိယနဲ့တရုတ်ကလည်းဒါနေဆက်ပြဿနာဖြစ်နေဖြစ်တဲ့အတွက်ဒါတရုတ်ကတေချာတယ်ဒါပါကစ္စတန်ဘက်ကပါလာတော့ဒါအမေရိကန်နဲ့နောက်နိုင်ငံတွေကလည်းဒါအိန္ဒိယဘက်ကလည်းပါလာနိုင်တယ်ဟောပြောချင်တာသူစောတော့ဒါပြောခဲ့တယ်လို့ပဲဒီတောင်အာရှနိုင်ငံများအသင်းအနေနဲ့ပေါ့ဒီအဖွဲ့နိုင်ငံတွေကြားထဲမှာဆိုတော့ဒါတေချာတယ်ဆက်ဆံရေးတွေထိခိုက်လာတယ်ပြီးရင်ဒါဒီဒေတာရင်းနိုင်ငံတွေရဲ့ဒါစီးပွားရေးဒီစီးပွားရေးပေါင်းစည်းမှုအားတွေဒီအားတွေကတော့တေချာတော့ရောကျသွားတယ်ဟောဒီလက်ရှိပေါ့ဒါအိန္ဒိယပါကစ္စတန်ဒီကက်ရှမီးယားဒေသပြဿနာတွေကဒါရခိုင်ကလေးကဖြစ်နေတယ်ဆိုပေမဲ့ဒီတရုတ်နဲ့အမေရိကန်အားပြိုင်မှုတွေမှာဖြစ်လာတာကြောင့်ဒါသူ့အနေနဲ့ဒေချာရဲ့ဒါဘာဆုံးဖြစ်နေတာဟောဒါဒီတစ်ဖက်ကပြန်ကြည့်ရင်ဒါဒီလက်ရှိမှာဆိုဒါတရုတ်နဲ့အမေရိကန်ကဒါကုန်သွယ်စစ်ဖြစ်နေတယ်ဟောဒီကုန်သွယ်စစ်ဖြစ်နေတဲ့အချိန်မှာခုဒီပြိပခဖြစ်လာတာဖြစ်တဲ့အတွက်ဒါကတိုက်ဆိုင်မှုမဟုတ်ဘဲနဲ့ဒါဒီနိုင်ငံရေးရွှေ့ကွက်တစ်ခုညာဖြစ်နေမလားဆိုတာတော့ဒါကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ပါအဲ့တော့ပြောချင်တာဒီပြဿနာရဲ့ဒါအနှစ်ရှုပ်ပြန်ပြီးတော့ကြည်ရမယ်ဆိုရင်ဒီကိစ္စဒါဒီမှာတော့ပြီးမှာမဟုတ်ဘူးထပ်ပြီးတော့ဒါကြီးမားမားဖြစ်လာခဲ့မယ်ဆိုရင်ဒါနှစ်နိုင်ငံလုံးကဒါမျိုးလက်နက်တွေပိုင်တာဖြစ်တဲ့အတွက်ဒါ1965တုန်းကဒါသူတို့ဒါမျိုးလက်နက်မပိုင်ဆိုင်ခင်တော့ကဖြစ်ခဲ့တဲ့စစ်လုံးကလိုပဲဒါဒီကက်ရှမီးယားဒေသကိုဒါခွဲပြီးတော့ဖြစ်စဉ်ပြီးသွားလောက်မယ်လို့ထင်ဘူးဒါကျွန်တော်အနေနဲ့ထပ်ပြီးတော့ဒါဒီပြပြခါကြီးကပို့ပြီးတော့ကျန်းထန်လာနိုင်တယ်လို့တော့မြင်မိတာအားလုံးကျေးဇူးတင်